လောကရန်ကိုခန္ဓာရင်ရှိဖို့မဖြစ်မနေလိုအပ်တဲ့အရေးချင်း၅မျိုးဒီအရေးချင်းတွေသာတင်မှရှိနေရင်လောကကြီးကဒုက္ခတွေပဲပေးလာရင်တော့ခန္ဓာရင်ရှိသွားပါလိမ့်မယ်။နံပါတ်1စကားပြောစွမ်းရည်စကားပြောကောင်းတဲ့သူကဘယ်လုံးမှမစုံအောင်မြင်နိုင်ကြတယ်။မန်နေဂျာတွေအထက်လူကြီးတွေအများစုက public speaking ဆိုတဲ့အရေးချင်းရှိကြပါတယ်။နံပါတ်2လူကဲခန့်နိုင်စွမ်းလူကဲခန့်နိုင်နေဆိုတာကတော့လူတွေရဲ့မျက်နှာအရှိတ်ကင်းတဲ့စကားပြောတာကိုကြည့်ပြီးအဲ့ဒီလူရဲ့စိတ်ကိုခံမှန်းနိုင်တာမျိုးပါဒီလိုလူကဲခတ်နိုင်တဲ့အရေးချင်းရှိထားရင်တင့်ကိုဒုက္ခပေးမဲ့လူတွေကိုလည်းကြိုးမြင်နိုင်ပြီးအခက်အခဲတွေကိုကြော်ဖြတ်နိုင်ပါလိမ့်မယ်နံပါတ်3ကိုယ့်ဘဝကိုမြင့်တင်တဲ့သူလူများစုကလက်ရှိရောက်နေတဲ့လာဆောင်ရှားတူးမှာပဲကျင်းနှံ့မှုရော်နေကြတယ်လက်ရှိတက်ပိုမြင့်တဲ့နေရာလျှောက်ဖို့အမြဲတွေးတောကြိုးစားနေသူကသာပိုအောင်မြင်တတ်ကြပါတယ်နံပါတ်4ကိုယ်တံမှုကိုသိခြင်းအောင်မြင်သူအများစုကကိုယ်တံမှုကိုသိပြီးကိုယ့်ရည်ချင်းနဲ့ချပြခွင့်မရှိတဲ့ပတ်ဝန်းကျင်မှာမနေကြပါဘူး။ဘယ်နေရာမှာငါဘဝကပိုအဆင်ပြေမလဲဆိုတာသိကြတဲ့သူတွေပေါ့။နံပါတ်5မိမိကိုယ်ကိုနှိမ်ချတတ်ခြင်းနေရာတကာဆရာကြီးလုပ်တဲ့သူတွေကလူမုံများပြီးအလုံးစင်မပြေဖြစ်ကြတယ်။ကိုနှိမ်ချတတ်တာကအရေးချင်းတစ်ခုပါပဲ